ဇနီးတွေတင်ရတင်ယောက်ျားကိုပတ်စံနဲ့ပေါင်းနေဆိုတင်ပြည်တစားဖြစ်တယ်ဒါပဲမိမဆိုတာယောက်ျားကိုပေါင်းရင်လေပတ်စံမျက်နာနဲ့ပေါင်းတာအဲ့ဒါပြည်တစားဇနီးတွေတင်ပြည်တစားမဟုတ်ငါတို့ကမိခင်ကောင်းနေမိခင်ကောင်းနေပတ်စံနဲ့လုံးဝမချစ်ဘူးငါယောက်ျားတပြားမှပတ်စံမယူလာပဲအိမ်ကိုလာတာယောက်ျားလည်းအိမ်ကိုပတ်စံမပါလာပဲမဲ့လေငါရဲ့ချစ်စနီငါ့ကိုခွင့်လွတ်တယ်ငါ့ကိုချစ်တယ်ဘာပဲဖြစ်ငါပတ်စံတပြားမှမပါမရှာနိုင်ခဲ့ပြီးလမ်းစီလေးနဲ့လာရင်လေငါကိုအဝါဆိုပြီးလက်ခံမဲ့ငါသားအမိကြီးရှိတယ်ဆိုတဲ့အားနဲ့အိမ်ကိုလာတယ်လက်စီလက်စီငိတ်တင်တယ်ချာချင်းနဲ့ချာကတော့ခါအခဲသားလစ်ပြီးယောက်ျားကချင်းစိတ်ပေါက်တယ်ကဲယောက်ျားအဲ့ဒါတွားပြီးတတိုင်းပြည်လုံးဝိုင်းဆဲဘာမှမခံစားဘူးအဲ့အိမ်ကတာမီဒီအဲ့ဒါပြောပြီးဆိုကြေကွဲပြီးမလို့ဘူးလေဟုတ်တယ်ပြီးယောက်ျားတွေအလက်ယောက်ျားတွေတင်းရဲ့ဇနီးတွေကိုတွေးတာဆက်ကိစ္စနဲ့ပဲတင်းလက်ထက်ယူလေဆိုတင်းဟာနာဘူးဖြစ်တယ်နာဘူးဖြစ်တယ်တင်းဟာအဲ့ဒါနေရအဲ့ဒါမိမကိုဆက်ကိစ္စနဲ့ပဲယူတယ်ဆိုနေတွားပြီတကယ်လူမိုက်ရိုင်းမလို့ဘူးလေကိုမိမကဟောအပြေချောက်လူစွန်ထန်ပါစွန်စွန်ရကိဂရဘတိမစောရလာဘာယုတ်ပေါဘာဖြစ်အဲ့ဒါကိုမင်္ဂလာဆောင်နေမှာပြောပြီလေကျူတီဖြစ်စေဟိုဒီဖြစ်စေဖြာဒီဖြစ်စေနာဒီဖြစ်စေကိုင်းဒီဖြစ်စေတဲ့ချလေကစောရအိုင်ကစွန်လာနာကိုအခုကကောက်ဖြောင်းဖူထောင်းမလုပ်တော့ဘူးမကြိုက်တော့ဘူးအဲ့လိုမဖြစ်တော့မကြိုက်တော့ဘူးဆိုနေနာဘူးပဲဒီတွေးတာကိုခန္ဓာမက်ဖို့လောက်ရဖို့လောက်ပဲပေါင်းတာအဲ့ဒါဒီကိဒါနီယောက်ျားလို့တော့မပြောနဲ့တော့ငါယောက်ျားတိခါကြတယ်ငါအဲ့လိုမျိုးမဟုတ်အဲ့ကျွန်တော်ဇနီးတေဟိုဒါမနေ့ညလည်းပြောပြီငါရိုက်ပြီးဆုံးမမဲ့ထဲမှာငါသားတွေပဲပါတယ်နင်းမပါဘူးဘာကြောင့်လဲကျန်းစာကကျွန်တော်လိုက်နာရမယ်ကျွန်တော်ရဲ့ကျင့်ထုံးစည်းကောင်းကိုငါအပြည့်ဝလိုက်နာတယ်နင်းဘက်ကအပြည့်ဝလိုက်နာကောင်းကြီးဖြစ်တယ်ဒါပဲနေရောက်စလုံးအဲ့ဒါလိုက်နာရမယ်ကျန်းစာဖတ်ရမယ်ဘာတင်တာမှတက်ဆရာမလို့ကျန်းစာပဲထိုင်ဖတ်ကြည့်အကုန်ပါတယ်အမအကုန်ပါတယ်ကျွန်တော်ဘက်ကလည်းနင်းဘယ်တော့မှဒေါသထွက်ပြီးဒီလူတောင်မလုပ်ဘူးအဲ့ဒါကျွန်တော်ဘက်ကယောက်ျားတယောက်စောင့်ထိန်ရမယ်နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒါပြီးပြီမလုပ်အေးကျွန်တော်စကားကလန်ကဆန်လုပ်နေနင်တို့ဖျားလုပ်မှာဖျားလုပ်တယ်ကျွန်တော်တို့ခရီးစဉ်တစ်ခုသွားတော့လုံခဲ့တဲ့7နှစ်73နှစ်လောက်ကခရီးစဉ်တစ်ခုသွားတော့ကျွန်တော်ကပတ်စံကြိုင်တယ်ခရီးစဉ်ဥဆောင်တာကျွန်တော်မဟုတ်ဘူးကျွန်တော်ကပတ်စံကြိုင်ဘောတော့တယောက်ကကျွန်တော်ကိုလေဘယ်အားစီအဖြစ်ပြီးပတ်စံကြိုင်ပြီးမှငါတို့ငါပြက်တဲ့ခေါ်သွားရဘလူပလိုင်းကြီးမိဖူချောင်းမှာလာငေါက်တာကျွန်တော်ဒီတိုင်းထားလိုက်တာခဏနဲ့ခရီးစဉ်ကပြန်လာတာနဲ့အထုပ်တောင်မချသေးဘူးတောင်ပေါ်ကအမျိုးတွေအကုန်ဆင်းလာပြီးသူ့ကိုတပတ်လုံးငေါက်ထားတာတပတ်လုံးပြန်ပြောကျွေးပြီချင်းဖယားပြန်သူ့တန်ပြန်စီတယ်ဘာလို့ငါကလေးဘာလို့တော့လုပ်လဲငါကလေးဘာလို့တော့ငေါက်လဲนี่မလိုက်ချင်မလိုက်နေလေချက်ချင်းအိမ်ရောက်တာနဲ့ပြင်းပြီးတမျိုးလုံးဝိုင်းဆဲတာကျွန်တော်တောင်တနာလိုက်တာမဖြစ်ဘူးအဲ့တော့ကျွန်တော်ရှေ့မှာပြန်လာငိုတယ်ဒါကြောင့်မှတ်ထားပါတင့်ကိုစော်ကားနေထားတဲ့လူတွေတနေ့တင့်ရှေ့မှာဒူးထောက်ရအာမင်တင်ကသူ့ရှေ့မှာဒူးမထောက်ချင်သူ့ကိုဘယ်တော့မှမစော်ကားရဘူးပြန်ဒူးထောက်ရတယ်အဲ့လိုဖြစ်လာတယ်သူကျွန်တော်စီလာပြီးတက်တေခံပြီးပြန်လာဆူတောင်းခံတယ်အဲ့ဒါကျွန်တော်ပြောပြတယ်အန်ဒီလို့နောက်ကြရင်လို့နေ့ရဲ့ဘဝမှာပျော်ရွှင်ตาရတဲ့အသက်တာတစ်ခုနေ့ရက်တည်ပိုင်ဆိုင်ခြင်းပါဇက်ကိုထိန်လို့အဲ့ဒါမာလိုက်တယ်ဒါရောအရောကြောဆိုမနာရှားဆက်